အားလုံးမင်္ဂလာပါဒီနေ့တော့ကျွန်တော်တို့ဒီကျွန်တော်ကြော်ညာထားတယ်ပေါ့နော် finance for non finance manager တင်တန်းအတွက်ပေါ့လေဒီတင်တန်းကိုတက်မယ်ဆိုလို့ရှိရင်ဒီတက်တဲ့လူတွေကဘယ်လို benefit တွေဘယ်လိုအကျိုးကျေးဇူးတွေရမလဲပေါ့နော်အဲ့တော့ဒီအတွက်ကျွန်တော်ဒီ video လေးလုပ်ပေးတာဖြစ်ပါတယ်အဲ့တော့ကျွန်တော်ကတော့เนาะဒီတင်တန်းလေးကိုဘယ်သူတွေကိုကျွန်တော်တို့ဒါအဓိကထားပြီးတက်စေခြင်းလဲဆိုလို့ရှိရင် SME owner တွေပေါ့เนาะအဲ့တော့လုပ်ငန်းရှင်တွေထို့ပြင်ကျွန်တော်တို့ဒီလုပ်ငန်းမှာတာဝန်ယူပြီးတော့ဆောင်ရွက်နေကြတဲ့เนาะဒီလုပ်ငန်းမှာပါဝင်လုပ်ကိုင်နေကြတဲ့ manager တွေစသည်အဖြစ်ပေါ့လေဒီနဲ့စုကိုကျွန်တော်အဓိကထားပြီးတော့ကျွန်တော်တို့ကတော့ target ထားပြီးတော့ပြောချင်တာပေါ့နော်အဲ့တော့ပထမဆုံး SME owner တွေနဲ့ပတ်သက်ပြီးတော့ပြောချင်ပါတယ်အဲ့တော့ SME owner တွေအတွက်ဒီတင်တန်းလေးကဘာတွေအကျိုးဖြစ်ထွန်းမလဲပေါ့နော်အဲ့တော့ပထမဆုံးအကျိုးကဘာလဲအကျိုးကျေးဇူးကဘာလဲဆိုလို့ရှိရင်တော့ကျွန်တော်တို့ကSME owner တွေကဒီတင်တန်းတက်လာရင်ကျွန်တော်တို့ accounts and finance နဲ့ပတ်သက်တဲ့เนาะ concept တွေ process တွေเนาะကျွန်တော်တို့ဒါတွေကိုသိသွားမယ်เนาะဘယ်လို account တွေ finance တွေကဘယ်လိုအလုပ်လုပ်နေတာလဲเนาะနောက်ွယ်မှာဘယ်လို concept တွေနဲ့နော်ရှိနေတယ်လေစသည်အဖြစ်ပေါ့နော်ဒီຢာတွေလောက်ကန်ဆောင်ရွက်မှုပုံစံတွေကိုသိသွားတဲ့အခါမှာဒီ team ကိုကျွန်တော်တို့ဒါ supervise လုပ်တဲ့အခါမှာပို့ပြီးတော့အရင်အထက်ထိထိရောက်နေကျွန်တော်တို့လုပ်နိုင်လာမယ်ပို့ပြီးတော့ကျွန်တော်တို့နားလည်မှုရှိနဲ့ပြောဆိုဆက်ဆံဆောင်ရွက်နိုင်မယ်ပေါ့နော်ဆိုတော့ဒီလိုမျိုးအကျိုးကျေးဇူးတွေရနိုင်ပါတယ်နောက်တစ်ခုကဘာလဲဆိုလို့ကျွန်တော်တို့က financial statement တွေကိုကျွန်တော် interpretation လုပ်တာပေါ့နော်အဲ့တော့ financial statement တွေကိုကျွန်တော်တို့ကကြည့်တဲ့အခါမှာနော်အရင်တော့ဟာဒါတွေကဘယ်လိုလုပ်ထားမှမသိဆိုတဲ့အနေအထားမျိုးကနေပြီးတော့မှကျွန်တော်ဒါကတော့ဘယ်လိုလာတာဒါကဘာလို့ဆိုလိုတာနော်ဒီဟာဆိုလို့ရှိရင်တော့ဘယ်လိုအနေထားဖြစ်နေပြီလုပ်ငန်းကဆိုတော့ဒါတွေကိုကျွန်တော်တို့ကောင်းကောင်းနားလည်သွားမယ်ဒါဆိုလို့ရှိရင်ကျွန်တော်တို့လုပ်ငန်းတွေပတ်သက်ပြီး decision making တွေလုပ်တဲ့အခါမှာပို့ပြီးတော့မှန်ကန်တဲ့ပို့ပြီးတော့အကျိုးရှိတဲ့เนาะဆုံးဖြတ်ချက်တွေကျွန်တော်ချမှတ်ပြီးဆောင်ရွက်လာနိုင်မှာဖြစ်ပါတယ်နောက်တစ်ခုကဘာလဲဆို financial resource เนาะဒီ financial resources တွေကိုကျွန်တော် manage လုပ်တဲ့အခါမှာလည်းပို့ပြီးတော့ကျွန်တော်တို့ထိရောက်စွာဆောင်ရွက်လာနိုင်မှာဖြစ်ပါတယ်ကျွန်တော်တို့ကဆိုတော့ financial management လုပ်ပြီးဆိုလို့ရှိရင် okay ကျွန်တော်တို့လုပ်ငန်းအတွက်လုပ်ငန်း group ဖြစ်အောင်လုပ်ငန်းတိုးချဲ့ဖို့အတွက် finance တွေလုပ်ရဆိုပါတော့အဲ့တော့ financing လုပ်တဲ့အခါမှာကျွန်တော် debt financing လုပ်တင်လား equity financing လုပ်တင်လား source of finance ကဘယ်ကယူတင်လဲကိုလိုရာ long term လား short term လား long term ဆိုဘယ်ကယူမလဲ short term ဆိုဘယ်လိုယူမလဲ internal ကရနိုင်လား external ကရှာရမှာလားဒါတွေကိုကျွန်တော်တို့နားလည်သွားမယ်ဆိုတော့ဒါတွေကဒါ SME owner တွေအတွက်ဒါအရေးကြီးတဲ့เนาะကျွန်တော်တို့ကိစ္စတွေဖြစ်ပါတယ်เนาะအကျိုးကျေးဇူးတွေဒီကနေပြီးတော့ကျွန်တော်တို့ရမှာဖြစ်ပါတယ်နောက်တစ်ခုကဘာလဲဆိုရင်ကျွန်တော်တို့ manager တွေအတွက်ပြောချင်ပါတယ်အဲ့တော့ manager တွေအနေနဲ့လည်း accounting ကဘယ်လိုအလုပ်လုပ်နေသလဲသူတို့လုပ်နေရတဲ့အခြေအနေကနောက်ခံကြောင်းတရားတွေဘာတွေရှိနေတယ်လဲဘယ်လို process နဲ့တွားတာလဲသူတို့ဘာကြောင့်ဒီ documents တွေလိုတာလဲစသည်အဖြစ်ဒါတွေသူတို့တည်သွားမယ်တည်သွားတော့တရားတော် collaboration ပေါ့နော်အဲ့တော့လုပ်ငန်းခွင်မှာဒီ team တွေအကုန်လုံးကကျွန်တော်တို့ကစုပေါင်းပြီးတော့ကျွန်တော်တို့ဒါညှိနှိုင်းပြီးတော့ဆောင်ရွက်ကြရတာအဲ့တော့ဒီ team တွေတစ်ခုနဲ့တစ်ခုပေါ့လေအဲ့တော့ကျွန်တော်တို့နားလည်မှုရှိသွားမယ်เนาะကျွန်တော်တို့တယောက်နဲ့တယောက်အမြင်ကြည်လင်သွားမယ်ဆိုလို့ရှိရင်ပူပေါင်းဆောင်ရွက်ကြတာပို့ပြီးတော့ကျွန်တော်တို့ချောမွေ့မယ်အဆင်ပြေမယ်ဒါဆိုလို့ရှိရင်လုပ်ငန်းတွေပို့ပြီးတော့ကျွန်တော်တို့တိုးတက်မယ်ထိရောက်မယ်ပေါ့နော်ဒါဒီအကျိုးကျေးဇူးတွေရပါလိမ့်မယ်နောက်တစ်ခုကဘာလဲဆိုလို့ရှိရင်တော့ financial statement တွေနဲ့ပတ်သက်တာပါအဲ့တော့တို့ manager တွေကအမ GM လို့ manager တွေတခြားသောတချို့เนาะ manager တွေဆိုလို့ရှိရင်ကျွန်တော်တို့ကဒါ financial statement တွေကိုကျွန်တော်တို့ဒါ access ရတယ်ပေါ့เนาะကြည့်လို့ရတယ်ပေးတည်တယ်ပေါ့ပြောချင်တာတချို့တတိတွေ manager level အထိ financial statement ပေးတည်အဲ့တော့ပြောချင်လုပ်ငန်းတစ်ခုလုံးအနေနဲ့ the whole organization ကဘယ်လိုဖြစ်နေလဲ trend ကဘယ်လိုရှိနေတယ်လဲ financial position ကဘယ်လိုရှိနေတယ်လဲဒါတွေကိုသူတို့သိရမယ်မြင်ရမယ်အဲ့တော့ဒါတွေကိုတီးခွင့်ရှိရတာနဲ့နားမလည်ဘူးဆိုလို့ရှိရင်လည်းအဓိပ္ပာယ်မရှိဘူးလေအဲ့တော့အခုလိုသင်တန်းတက်လိုက်တဲ့အခါမှာဒီ financial statement တွေကိုကောင်းကောင်းကျွန်တော်တို့နားလည်သွားမယ်သဘောပေါက်သွားမယ်ဒါဆိုလို့ရှိရင်ငါတို့လုပ်ငန်းတော့ဘယ်လိုဖြစ်နေပြီအခြေအနေကတော့ဘယ်လိုရှိနေငါတို့ဘယ်နေရာမှာတော့အားနေနေဘယ်နေရာမှာတော့အားတာနေတယ်အဲ့တော့ငါတို့ဘာလုပ်တင်တယ်တို့အနေနဲ့စသည်အဖြစ်ဒါမျိုးတွေကိုကျွန်တော်တို့စဉ်းစားလို့ရမယ်ညီလက်ရှာလို့ရမယ်ထို့ပြင်ကျွန်တော်တို့လိုအပ်ရင်တထေးကိုပါလုပ်ငန်းရှင်ကိုပါပြန်ပြီးကျွန်တော်တို့အကြံဉာဏ်ပေးလို့ရမှာဒီလိုနေသားဆိုရင်ကျွန်တော်တို့ဒီလိုလုပ်တင်တယ်ဒါဆိုရင်ရောမကောင်းဘူးလားဒါဆိုရင်ရောအဆင်မပြေနိုင်ဘူးလားစသည်အဖြစ်ကျွန်တော်တို့ကပြန်ပြီးတော့အကြံဉာဏ်ပေးလို့ရတယ်ပေါ့နော်အဲ့တော့နောက်တစ်ခုကတော့ဗာလဲဆိုလို့ရှိရင်ကျွန်တော်တို့ကိုတင်းရဲ့နော်ဒီ financial management ကိုပါကျွန်တော်စနစ်တကျနဲ့ကောင်းကောင်းလုပ်လာနိုင်မယ်ဆိုတော့ဗျာကျွန်တော်တို့က budget တွေအကြောင်းပါမယ်အဲ့တော့ကိုဆိုတော့ sales and marketing တင်းဆိုလို့ရှိရင် sales and marketing budget ကိုငါတို့ဘယ်လိုရထားကြမလဲအဲ့တော့ဒီ budget အတိုင်းဖြစ်အောင်ဘယ်လိုသုံးမလဲနော်အဲ့တော့ဒါမျိုးတွေကိစ္စပေါ့နော်ကိုယ့်ရဲ့ financial resource တွေကိုသုံးခွင့်ရှိထားတဲ့ financial resource ကိုဘယ်လိုထိထိရောက်အကျိုးရှိသုံးမလဲနော် return က risk and return ကဘယ်လိုတွေasset တွေရှိနေတယ်ဒါတွေကိုနားလည်သွားရင်ကိုယ့်လုပ်ငန်းမှာခုနပြောတဲ့ financial management မှာဒီ manager တွေကိုယ်တိုင်ကကျွန်တော်တို့ကဒါထိထိရောက်လုပ်လာနိုင်မယ်ဒါဆိုလို့ရှိရင်တော့ manager အားလုံးကဒါဒီကိစ္စတွေကိုတေးချာစနစ်တကျနားလည်ပြီးတော့စီမံခန့်ခွဲလာနိုင်ရင်လုပ်ငန်းတစ်ခုလုံးလဲ financial management နဲ့ပတ်သက်ပြီးတော့ပို့ပြီးတော့ကျွန်တော်တို့ဒါတိုးတက်လာမယ်ကောင်းမွန်လာမယ်ဒါဆို
ဆိုလို့ရှိရင်လုပ်ငန်းတစ်ခုလုံးရဲ့အကျိုးစီးပွားလေးပို့ပြီးတော့ဖြစ်ထွန်းလာမှာဖြစ်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်အားလုံး finance မှာအခက်မတွေ့ကြပါစေနဲ့ bye bye